မောင်မြတ်တာထားကအော်လက်ထချင်ပါတယ်တီတီကြီးကြီးခဲတယောက်ထဲကိုကိန်းကြီးရလေးတိုင်းချစ်ပါတယ်ဗျာအပူပြောရဲတော့ကွာစကားတတ်သူမောင်ရဲ့တကယ်မြတ်တာစီစောင်းပြပါမောင်ရဲ့ဖေဖေမိမိကောင်းငိမ့်မလားဒူဒူဒီမြူလက်ထပ်ရစီခွဲခင်ကိုစိတ်မချနိုင်လို့အော်မြန်မြန်ဆန်းဆန်းလေးစားချင်တဲ့ပါပြောတာကိုအချိန်တွေကြာကြီးဆောင်